လုံနဲ့1990ခုနှစ်တိတ်ကိုပြန်တူးဆွကြည့်မယ်ဆိုရင်ခရိုအေးရှားနိုင်ငံတောင်ပိုင်းရွာလေးတစ်ရွာမှာအဖိုးဖြစ်သူနဲ့အတူတူပျော်ရွှင်စွာဆော်ကစားနေတဲ့ကလေးလေးတယောက်ကိုမြင်ရနိုင်တယ်။သူ့နာမည်ကလူကာတဲ့။ဒါပေမဲ့သူ့ရဲ့ကလေးဘဝအပျော်တွေကခဏတစ်ဖြုတ်ပါပဲ။ခရိုအေးရှားလွတ်လပ်ရေးစစ်ပွဲဆိုတဲ့အရွယ်နဲ့မမျှတတဲ့အိမ်မက်ဆိုးကြောင့်သူတို့အိမ်ကလေးကိုလည်းဆုံးရှုံးသူချစ်ရတဲ့အဖိုးဖြစ်သူကိုလည်းဆုံးရှုံးသူတို့တမိသားစုလိုမလက်ပလာနေနေရင်းညချင်းဒုက္ခတဲ့ဘဝကိုမခံယူခြင်းပဲခံယူပြရတယ်။လက်နဲ့ကြီးတန်းမပြတ်တမ်းကြားနေရတဲ့ဒုက္ခတဲ့စကမ်းမှာသူ့ရဲ့ထွက်ပေါက်ကဘောလုံးပဲ။ဘောလုံးကသူ့ရဲ့နေပဲ။ဘောလုံးကစားနေရင်သူခံစားနေရတဲ့ဒုက္ခကိုသူမေ့သွားတယ်။ကြက်ခိုင်မှုအရန်အားကိုးရတဲ့ဘောလုံးအားကစားမှာပပိန်မပနဲ့သူ့ကိုတန်တရားရှိခဲ့သူအများကြီးပဲ။ဇာဂရက်ကနေစပါကနေရီယယ်မက်ဒရစ်လူကောင်သိမ်းမြင်မယ်စိတ်ပြင်းနေဆိုတာကဘာကြီးကလက်ခံလိုက်ရတဲ့ကစားသမားတွေရဲ့မှာသူလည်းအပါဝင်ပေါ့အခုတော့သူဟာဘလုံးလောကရဲ့အကောင်းဆုံးဆိုရယ်ကွဲတဲ့ကစားသမားတွေကတယောက်ခရိုအေးရှားကစားသမားတွေရဲ့အကြီးကျယ်ဆုံးစံပြပုဂ္ဂိုလ်မက်ဆီနဲ့ရိုနယ်ဒိုခေတ်ထဲမှာဘလုံးတယောက်စုကိုရယူနိုင်ခဲ့တဲ့ရှားပါကစားသမားတူဟုတ်ပါတယ်သူ့နာမည်လူကာမိုထရစ်ပါအရာအလုံးဆုံးရှုံးခဲ့တဲ့ဟိုးအောင်ဆုံးဘဝကနေအမြဲဆုံးဆိုတဲ့ကနဝင်မြောက်ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့သူတူပေါ့တခါတလေကြတော့လေဘဝဆိုတာအဆိုးဆုံးတွေကိုတင်ကန်းလာယူရင်အကောင်းဆုံးတွေဖြစ်လာတတ်တယ်မဟုတ်လား